ကျွန်တော်ဒီလိုစောင်းထဲမှာခရမ်းမြင်ကြီးနဲ့ခရမ်းမြင်ကြီးအရေးကျဲနဲ့ဒီငချောက်နဲ့ပေါ့ဒီငပတ်နဲ့ထမင်းပူနဲ့ဆိုင်တော်တော်လေးအရသာရှိတဲ့ငါးတစ်မျိုးနဲ့မိတ်ဆက်ပေးပါမယ်ဒီကောင်လေးတွေကတော့ငပတ်လို့ခေါ်ပါတယ်ခင်ဗျာငပတ်အကောင်ကြီးပါတယ်တစ်ကောင်ကို80သား90သားဆိုင်ဝင်းနေနေပါ60သားဆိုင်ဝင်းနေနေပါပိတ်တလုံးပြေးလို့ရှင်တော့ဒီကောင်လေးတွေက3000နဲ့ပဲယူပါခင်ဗျာအချိန်များရင်တော့ကျွန်တော်ဈေးကထပ်ပြင်ပေးပါဦးမယ်ခင်ဗျာပြန်ရောင်းသမားများအတွက်လည်းလက်ကားပြီးလည်းရှိပါအောင်ခင်ဗျာနောက်တဲ့ကျွန်တော်ဆိုင်ကိုပွားကြောက်လေးလည်းထပ်ဝင်ထားပါတယ်ခင်ဗျာပွားကြောက်လေးတွေလုံးဝဟူဝေးတဲ့အဖက်ကြီးကြီးပါတဲရီစားရီခဲရီမပေါင်းဒီကြတန့်ပြီးထည့်ပေးမှာပါကျွန်တော်ပိတ်တလုံးပြလို့ရှင်တော့ဒီကောင်လေးတွေက2000နဲ့ပဲယူပါအချိန်များရင်စီးထပ်ပြင်ပါမယ်394319 938ကိုဆက်သွယ်လိုက်ပါခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ